မင်္ဂလာပါ Shine Knowledge Channel မှကြိုဆိုပါတယ်ဒီနေ့မှာတော့ကဘာကြီးကိုဘယ်လိုဖွဲ့စည်းထားလဲဆိုတဲ့မေးခွန်းကိုရိုးရှင်းစွာရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့နေထိုင်တဲ့ကဘာမြေကြီးဟာအပြင်ကနေအတွင်းထဲထိအလွယ်သုံးဆွဲဖို့မဖြစ်တဲ့အလွှာအဆင့်ဆင့်ဖြစ်ဖွဲ့စည်းထားပါတယ်အပိုင်းအပြင်လွှာ crust ကဘာရဲ့အပြင်ပိုင်းကို crust လို့ခေါ်ပါတယ်ဒီဟာကတော့လူသားတွေနေထိုင်နေတဲ့မြေပြင်ပေါ်ပါပဲ crust ဟာအလွန်ပါတဲ့မူလတန်းစာအုပ်ထဲကလိုမြေပုံပေါ်ကကဘာလုံးလိုကြီးပေမဲ့မိတ်ဆွေထမင်းစားတဲ့ပကံလွှာနဲ့တူတူပါပဲ crust ဟာပင်လယ်အောက်မှာဆို9 ကီလိုမီတာရှိပေမဲ့တောင်တန်းအောက်မှာဆို60 ကီလိုမီတာအထိပဲရှိပါတယ်အပိုင်း2 mantle crust အောက်မှာရှိတာက mantle ဖြစ်ပါတယ်mantle ဟာအပူရှိတဲ့ကျောက်တုံးများနဲ့ဖွဲ့စည်းထားပြီးချုံးမွေ့လှုပ်ရှားနေပါတယ်ဒါကြောင့်ပဲတခါတလေမြေပြင်ပေါ်မှာမြေငလျင်ဖြစ်တာမီးတောင်ပေါက်တာတွေဖြစ်လာတာပါ mantle ရဲ့အနက်ကတော့2850 ကီလိုမီတာနီးပါးရှိပါတယ်ဒီအပိုင်းက magma ဖွဲ့စည်းပေးတဲ့နေရာလည်းဖြစ်ပါတယ်အပိုင်း3 outer core mantle ထပ်ပိုနှက်တဲ့နေရာမှာ outer core ရှိပါတယ် outer core ဟာအပူကြီးပြီးအရည်အခြေအနေရှိတဲ့တန်နဲ့နီကယ်ဆက်လျက်ဖြစ်ပါတယ်ဒီအရည်ထဲမှာလှုပ်ရှားမှုတွေရှိပါတယ်ထို့သောလှုပ်ရှားမှုကြောင့်ပဲကဘာရဲ့သတ္တုလိုင်းသဘာဝတန်လိုက်လှုပ်ရှားမှု magnetic field ပေါ်လာတာပါ outer core ဒီအပိုင်းဟာ2200 ကီလိုမီတာခန့်အနက်ရှိပါတယ်အပိုင်း4 inner core အနက်ဆုံးအပိုင်းကတော့ inner core ဖြစ်ပါတယ်ဤအပိုင်းမှာတော့တန်နဲ့နီကယ်တွေကတစ်ခုနဲ့တစ်ခုတန်မဏိလိုခိုင်မာအောင်ဖိထားပါတယ် inner core ဟာ9000 ဒီဂရီစင်တီဂရိတ်အထိအပူရှိပြီးနေရောင်ထက်ကိုပိုပြီးပူပါတယ်အတိုင်းအတာက1280 ကီလိုမီတာနီးပါးရှိပြီးကဘာရဲ့အမှန်တကယ်အစင်ကြယ်ဆုံးတွင်းစိတ်ပဲဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့နားလည်မယ်ထင်ပါတယ်ကဘာကြီးဟာရိုးရှင်းတဲ့မြေပြင်မဟုတ်ပဲအတွင်းထဲမှာအလွန်ပူပြင်းတဲ့အရာတွေနဲ့တင်းမာမှုအကြီးကြီးရှိတဲ့အလွှာအဆင့်ဆင့်ဖြစ်ဖွဲ့စည်းထားတာဖြစ်ပါတယ် crust mantle outer core inner core ဆိုပြီးအကြမ်းဖျင်းအစဉ်လိုက်အနက်က6380 ကီလိုမီတာအထိရှိပါတယ်ဒီအလွှာတွေကိုမိတ်ဆွေနားလည်ရင်မြေငလျင်မီးတောင်သတ္တုလှုပ်ရှားမှုတွေကိုပိုမိုနားလည်နိုင်လာမှာပါကဘာဟာအပြင်လှပသလိုအတွင်းမှာလည်းသိပ္ပံအံ့ဩစရာအရာများစွာပါဝင်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီအချက်လေးတွေသိပြီးဆိုရင်တဘာဝကိုပိုတန်ဖိုးထားတက်လာမှာပါဒီဗီဒီယိုကမိတ်ဆွေအတွက်အသစ်တစ်ခုခုသိလာဖို့အကောင်းဆုံးအခိုက်အတန့်ဖြစ်ခဲ့မယ်လို့ထင်ပါတယ်ကြိုက်တယ်ဆိုရင် like တစ်ချက်မျှဝေဖို့မမေ့နဲ့နော် subscribe တစ်ချက်ပေးထားရင်ဗဟုသုတဗီဒီယိုအသစ်တွေအမြဲကြည့်လို့ရပါပြီကျေးဇူးတင်ပါတယ်